လေကွင်းတွေကရေကိုယောဂပြောက်တယ်ဆိုပြီးတောက်နေကြလို့လူပြောများနေတဲ့မြောင်းမြသူမြောင်းမြသားများပရိသတ်များအားလုံးမင်္ဂလာပါရှင်။ Equris တန်ရာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။လောကကြီးမှာလူတွေဟာကြက်တဲလာတဲ့အခါမှာထွက်ပေါက်ပိတ်လာတဲ့အခါမှာမျောလင်းချက်တစုံတရာကိုအသေးတန်ဖန်ဆုပ်တတ်ကြတာတဘာဝပါ။ဒါပေမဲ့အဲ့ဒီမျောလင်းချက်ကအစင်ကျင်တုံတရားကင်းမဲ့သွားပြီဆိုရင်တော့ကိုယ့်ရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာနိုင်ပါတယ်။ဒီကနေ့မှာတော့လူမှုကွန်ရက်တစ်ခွင်မှာအတော်လေးကိုကြရရိုက်ပြီးတော့ပြောစရာစကားတောင်မေ့ရလောက်အောင်ဖြစ်နေရတဲ့ AR တိုင်းမြောင်းများမျိုးနဲ့တဲပြူကွင်းကျေးရွာကအဖြစ်အပျက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ရဲ့ဇင်းမြစ်ကတော့တဲပြူကွင်းကျေးရွာကလေကွင်းပြင်ကြီးတစ်ခုထဲမှာရှေးဟောင်းဖျားဆင်းသူတော်တစုကိုဒူးဖော်တွေးရှိခဲ့ရာကနေစတင်ခဲ့ရပါဖျားပေါ်ထွန်းလာတာကကြီးညိုစရာကောင်းပေမဲ့ဇလန်းကဒီမှာတည်းမဆုံးပါဘူးလေကွင်းပိုင်ရှင်ဖြစ်သူကဆင်းသူတော်တွေးရှိတဲ့သူကိုအိမ်မက်ပေးတယ်ဆိုတဲ့ကောလာဟလတစ်ခုရွာထဲမှာစတင်ပြီးတော့ပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီအိမ်မက်အရာဖျားပေါ်လာတဲ့မြေချင်းတွေကရွှွန့်ရည်အနောက်ကြီးတွေကိုတလီတာကုံအောင်တောက်လိုက်ရင်ဘဝအမောတွေပြေပြောင်းမယ်တင်းနေတဲ့အကျွေးတွေအကုန်ကြေမယ်ပြီးတော့66ပါးသောယောဂဝေဒနာတွေအကုန်ပြောက်ကင်းပြီးတော့လက်လာပါတွေပွင့်လန်းလာမယ်ဆိုပြီးရုံတန်းစကားတွေထွက်ပေါ်လာခဲ့ပါတယ်ဒီသတင်းလဲတရွာလုံးကိုပြန်သွားရောယောဂပြောက်ချင်တဲ့သူတွေအကျွေးကြေချင်တဲ့သူတွေကအလူအယက်ပဲအဲ့ဒီအလေကွင်းတွေကိုရောက်လာကြပါတော့တယ်အခုဆိုရင်တော့အ ਨੇ ဆုံးတအိမ်ကိုရေတံမှု2ဘူးလောက်ကင်ပြီးတော့အဲ့ဒီရွှွန့်ရည်တွေကိုလာရောက်ခတ်ယူနေကြတဲ့လူအုပ်ကြီးကကြက်ပြန်မကြစီကားနေပါတယ်။ပို့ပြီးတော့အန်ရောစရာကောင်းတာကဒီယုံကြည်မှုတွေကိုခုတုံးလုပ်ပြီးတော့စီးပွားရှာလာကြတာပါပဲ။လေကွင်းကြီးထဲမှာအလူငွေထဲဖို့ဖလားတွေချထားတဲ့သူကချရေခတ်ဖို့အစင်သင်းဖြစ်အောင်ရေတံမှုအလွတ်တွေလာရောင်းတဲ့သူကရောင်းတဲ့တကယ်ကိုပွဲသပင်ကြီးတစ်ခုလိုစီကားတိုက်မြိုက်နေတာကိုစိတ်မကောင်းဖွယ်မြင်တွေ့ရပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးတော့ကျမ်းမာရေးအသိပညာရှိသူတွေအနေနဲ့လူအုံနောက်တွေရဲ့ပြောစရာစကားတောင်မေ့ရတယ်လို့ညီးတွားရလောက်အောင်ကိုဖြစ်နေပါတယ်။လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်မှာလေကွင်းဆိုတာစိုက်ပျိုးရေးလုပ်ငန်းခွင်မှာအဲ့ဒီမြေကြီးအောက်မှာဓာတ်မြေဩဇာအကျွင်းကြံတွေအစိပ်ပြင်းတဲ့ပိုးသက်ဆေးတွေတရိษံအညစ်အကြေးတွေနဲ့မမြင်နိုင်တဲ့ဘက်တီးရီးယားပိုးမွှားတွေဒုနဲ့တွေရှိနေပါတယ်ဒီလိုညဉ့်ညမ်းနေတဲ့ရွှွန့်ရည်အနောက်ကြီးကိုဆေးစွမ်းကောင်းအမှတ်နဲ့တလီတာတောင်တောက်တုံးလိုက်မယ်ဆိုရင်အကျွေးတွေကြေဖို့မပြောနဲ့ဝမ်းပြန့်ဝမ်းလျှောယောဂဦးလန်းချောင်းကုဆက်ယောဂကာလာဝမ်းယောဂတွေရရှိပြီးတော့စေယုံစေကန်းရောက်ကအကျွေးတွေပိုတင်သွားနိုင်တဲ့အသက်အန္တရာယ်ရှိတဲ့အခြေအနေပါဒီလိုမျိုးအကန်းယုံယုံကြည်ပြီးတော့အမိုက်တရားဖုံးလွှမ်းနေတဲ့အခြေအနေကိုသက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေပညာရှိအသိပညာရှင်တယောက်ကအမြန်ဆုံးသွားရောက်ပြီးတော့တားဆီးကယ်တင်ပေးဖို့အလွန်လိုအပ်နေပါတယ်တကယ်တော့ဗုဒ္ဓဘာသာဆိုတာအကြောင်းအကျိုးကိုဆင်ခြင်သုံးတတ်တဲ့ပညာကိုအခြေခံပါတယ်ခက်ခဲကြက်တဲလာတဲ့အချိန်မှာထွက်ပေါက်ရှာခြင်းကြတာကိုနားလည်ပေးလို့ရပေမဲ့ကိုယ်ခန္ဓာကိုယ်ကိုဒုက္ခပေးမဲ့လုပ်ရက်တွေကိုတော့ဆင်ခြင်တုံတရားနဲ့ထိန်းချုပ်နိုင်ဖို့အရေးကြီးပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့လေကွင်းထဲကရွှွန့်ရည်တွေကိုတောက်ရင်တကယ်ပဲယောဂမျိုးစုံပျောက်ကင်းပြီးတော့အကျွေးတွေကြေသွားနိုင်တယ်လို့ထင်ပါသလားရှင်။ဒီလိုအသိဉာဏ်ကင်းမဲ့စွာတောက်တုံးနေကြတဲ့မြင်ကွင်းပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။